Hello အားလုံးပဲမင်္ဂလာပါအဲ့ဒီနေ့ Ando vocab လေးလုပ်ရင်းနဲ့အဓိပ္ပာယ်ဒုတိယအောင်ဖြစ်တဲ့ vocab လေးသုံးခုတွေ့တာနဲ့ share လေးလုပ်ပေးချင်တာနဲ့ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပါတယ်အဲ့ဒီ vocab သုံးခုက 보슈스루, 사이어스루, 야도 ဆိုတဲ့သုံးလုံးပဲဖြစ်ပါတယ်နားလည်လည်အောင်စင်လိုက်လေးရှင်းပြပေးထားပါမယ်နော်ပထမဆုံးတစ်လုံးက 보슈스루 သူ့ရဲ့အဓိပ္ပာယ်ကအလုပ်လာလျှောက်ဖို့လူခေါ်သည်ပြောချင်တာက 보슈스루 ဆိုတာကလူခေါ်သည်သူကဘယ်လိုမျိုးလဲဆိုတော့မသာခိမတေးနိုင်လူမရွေးချယ်ရသေးဘူးမဆုံးဖြတ်သေးဘူးเนาะလူမရွေးချယ်ရသေးဘူးအလုပ်ခေါ်တယ်ဆိုပြီးတော့ပြောရုံပဲရှိသေးတယ်အဲ့လိုအခြေအနေမှာတောင်းတယ်ပြီးတော့ဘယ်လိုနေရာတွေမှာမြင်တာတွေ့တာများလဲဆိုတော့အလုပ်ကြော်ညာတွေမှာဆိုရင်တွေ့တာများတယ် Q ချင်းကိုအလုပ်ကြော်ညာတွေမှာအသုံးပြုတာများတယ်ပေါ့နော်အလုပ်ခေါ်စာတို့ဘာတို့မှာဆိုရင်staff brochure staff brochure ဒီ brochure တောင်းတယ် staff brochure ဆိုရင်ဝန်ထမ်းခေါ်နေတယ်ဆိုပြီးတော့အဲ့လိုမျိုးသုံးတာများပါတယ်ဒီမှာရှာကြည့်ထားရပါတော့ Q ချင်းကိုsample ဆိုပြီးတော့ရှာလိုက်ရင်မှာပုံနေထွက်လာမယ်ပေါ့နော်အဲ့မှာ staff brochure တို့အားတစ်ပိုင်းတို့ brochure မှာ staff brochure ဆိုပြီးတော့တွေ့တယ်ပေါ့နော်အဲ့ဒါဆိုရင် staff ဝန်ထမ်း brochure ဆိုတာကခန့်တယ်ဝန်ထမ်းခေါ်နေပါတယ်ပေါ့နော်ဝန်ထမ်းခန့်တော့ဝန်ထမ်းခေါ်နေပါတယ်ဝန်ထမ်းတွေခေါ်ယူနေပါတယ်ဆိုပြီးတော့အဲ့အလုပ်ခေါ်စာပေါ့အဲ့ဒီနေရာတွေမှာ brochure ကိုသုံးတာများပါတယ်ဆိုတော့ဥပမာလေးတစ်ချက်သွားကြည့်ပါမယ်レボン一番がじゃろこの会社は新しい社員を募集しています。ဒီကုမ္ပဏီကဝန်ထမ်းအသစ်တွေကို募集していますခေါ်ယူနေပါတယ်။ဒီကုမ္ပဏီကဝန်ထမ်းအသစ်တွေကိုခေါ်ယူနေပါတယ်ဆိုပြီးတော့ကြေညာလိုက်တာပေါ့နော်။နောက်ထပ်နံပါတ်2ကကျတော့日本の会社でဂျပန်ကုမ္ပဏီမှာ働きたい人をအလုပ်လုပ်ချင်သူများကို募集するခေါ်ယူနေပါတယ်။募集するတွေတောင်းတာများနော်အဲ့လိုနေရာသုံးတာများပါတယ် point အနေနဲ့ကကြတော့မဆုံးဖြတ်ရသေးဘူးလူတဦးချင်းကိုမရွေးရသေးဘူးအလုပ်ခေါ်နေရဆိုပြီးတော့ပြောရမှာရှိတယ်မဆုံးဖြတ်ရသေးလူတဦးချင်းမရွေးရသေးဘူးနောက်ပြီးတော့အလုပ်ကြော်ညာစာတွေမှာဆိုရင်ဒီပိုရှုစုစုဆိုတာကအသုံးအများဆုံးဖြစ်တယ်ဟုတ်ပြီနော်သူကလူခေါ်နေတော့မှရှိသေးတယ်ပိုရှုစုစုအလုပ်လာလျှောက်ဖို့လူခေါ်သည်နော်နောက်တစ်ခုကြတော့နံပါတ်2တစ်ခုကကြတော့採用する採用するရဲ့အဓိပ္ပာယ်ကဝန်ထမ်းအဖြစ်ကိုခန့်သည်သူကကြတော့面接အင်တာဗျူးတို့試験စာမေးပွဲတွေကိုဟဲ့တဲ့နေတာဘူးဆိုတော့ဒီအင်တာဗျူးတို့စာမေးပွဲတို့ဖြတ်ပြီးတော့မှရွေးချယ်တာပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ဒီ採用するသုံးတာများနောက်ပြီးတော့会社が正式に決めるကုမ္ပဏီကတရားဝင်ဆုံးဖြတ်ပြီးသွားပြီဒီလူကိုရွေးတယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာဘိုရှူးကကြတော့လူခေါ်တာပဲရှိသေးတယ်ဘယ်သူဘယ်ဝါမရွေးရသေးဘူးကွယ်ဒီ採用するကကြတော့အင်တာဗျူးတွေစကန်တွေဖြတ်ပြီးတော့မှဒီလူကိုအလုပ်ခန့်တယ်ဆိုပြီးတော့ရွေးလိုက်တာနော်レボンအနေနဲ့သွားမယ်ဆိုရင်レボンရဲ့一番က面接の結果အင်တာဗျူးရဲ့ရလဒ်အနေနဲ့彼をသူ့ကိုエンジニアとしてエンジニアအဖြစ်採用しましたခန့်လိုက်ပါတယ်ဆိုတော့အင်တာဗျူးရဲ့ရလဒ်အနေနဲ့သူ့ကိုအင်ဂျင်နီယာအဖြစ်ခန့်လိုက်တယ်ဒါကအင်တာဗျူးဖြေပြီးလို့သူ့ကိုခန့်တာသူ့ကိုရွေးလိုက်တာပေါ့နော်နံပါတ်2ကကြတော့この会社は毎年ရတယ်100人の社員を採用しているဒီကုမ္ပဏီကနှစ်တိုင်းဝန်ထမ်းအယောက်100ကိုခေါ်ယူနေခန့်နေပါတယ်ခေါ်ယူတာမဟုတ်ဘူးခေါ်ယူတာကြတော့ပို့ရှုပေါ့နော်採用しているဆိုတော့ခန့်နေပါတယ်နောက်တော့ point အနေနဲ့မှတ်ထားရမှာကကုမ္ပဏီတွေတရားဝင်လုပ်ငန်းတွေအတွက်မှာဆိုရင်ဒီ採用するကအသုံးများတယ်တရားဝင်လုပ်ငန်းတို့ကုမ္ပဏီတွေမှာဆိုရင်အသုံးများတယ်နောက်ပြီးတော့စာမေးပွဲတို့အင်တာဗျူးတွေကိုတစ်ဆင့်ဖြတ်ပြီးမှဒီခန့်သည်ပေါ့နော်အဲ့ဒီဟာက採用するခုနကတော့募集するကခေါ်ရုံပဲရှိသေးတယ်ဒီ採用するကကြတော့ဝန်ထမ်းအဖြစ်ကိုခန့်ပြီးသွားပြီခန့်လိုက်ပြီပေါ့နော်အင်တာဗျူးရဲ့ရလဒ်အနေနဲ့စာမေးပွဲရလဒ်အနေနဲ့သူ့ကိုခန့်လိုက်တယ်ဆိုတာကိုပြောချင်တာနော်နောက်တစ်ခုကကြတော့ဂျတ်တူ
ရတူဦးဆိုတာကသူ့ရဲ့အဓိပ္ပာယ်ကအလောက်ခန့်သည်အလောက်ခေါ်သည်ဒါပေမဲ့သူကခန့်ပြီးသွားတဲ့အချိန်မှာဆိုရင်ဒီဟာသုံးတယ်ပေါ့နော်သူကကြတော့လူတဦးချင်းခန့်တာတို့သိငယ်တဲ့အလုပ်လေးတွေတို့အဲ့လိုများဆိုရင်အသုံးများတယ်ကုမ္ပဏီတွေပဲကုမ္ပဏီကိုအသုံးမများဘူးလားလို့လည်းမဟုတ်ဘူးကုမ္ပဏီလည်းသုံးတယ်ဒါပေမဲ့သိငယ်တဲ့အလုပ်တွေမှာဆိုရင်ပို့ပြီးတော့အသုံးများတယ်ပေါ့နော်နောက်ပြီးတော့ကုမ္ပဏီအပြင်တဦးချင်းလည်းအသုံးပြုနိုင်တယ်တဲ့သူရဲ့မှတ်ထားရမယ်ဟာပေါ့နော်ကုမ္ပဏီအပြင်တဦးချင်းလည်းအသုံးပြုနိုင်တယ်ဒါကရဲဘော်နေချင်းနားလည်ပါလိမ့်မယ်ရဲဘော်ရဲ့အရှင်ကဝတာရှိဝကျွန်တော်က新しい運転手を雇いました。ကားမောင်းသူအသစ်တဦးခန့်လိုက်တယ်ကျွန်တော်ကကားမောင်းသူအသစ်တဦးကိုခန့်လိုက်တယ်ဆိုတော့ကျွန်တော်ကဆိုတော့ကုမ္ပဏီပိုင်တာမဟုတ်ကျွန်တော်လေကျွန်တော်က新しい運転手をကားမောင်းသူအသစ်ကို雇いましたခန့်လိုက်တယ်ဆိုတော့新しい運転手を雇いましたကားမောင်းဝန်ထမ်းအသစ်တဦးဆိုတော့ဒီဟာကလည်းသိငယ်တဲ့အလုပ်ပဲဆိုတော့ဒီမှာ雇いましたကိုသုံးပါတယ်ဒီဘက်ကျတော့ restaurant でアルバイトを雇うアルバイトဆိုတာအချိန်ပိုင်းလို့ဆိုတော့စားသောက်ဆိုင်မှာအလုပ်သမားခန့်သည်ဒါလည်းသိငယ်တဲ့အလုပ်ပဲနော်ဆိုတော့ဒီအခြေအနေတွေကခန့်ပြီးသွားတဲ့အခြေအနေတွေမှာဆိုရင်ဒီရတူကိုသုံးတယ်ပေါ့နော်ခန့်ပြီးသွားတဲ့အခြေအနေသူ့ရဲ့ point အနေနဲ့ကကြတော့ company မှာပဲအသုံးပြုတာမဟုတ်ဘဲနဲ့တဦးချင်းစီလည်းအသုံးပြုနိုင်တယ်နောက်ပြီးတော့အချိန်တိုလောက်ရတဲ့အလုပ်တွေတော့ပြီးတော့သိငယ်တဲ့အလုပ်ခံရမှုတွေမှာဆိုရင်ဒီရတူကြီး master ကသုံးတာများပါတယ်ဆိုတော့ဒီခုနရှင်းပြခဲ့တဲ့ဘိုရှုစုရစာရောစုရရတူအဲ့ဒီသုံးခုကိုအချင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်နှစ်ချုပ်အနေနဲ့ပြောမယ်ဆိုရင်ဘိုရှုစုရဒါဘိုရှုစုရစာရောစုရရတူဆိုပြီးရှိတယ်ဘိုရှုစုရရဲ့အဓိပ္ပာယ်ကလူခေါ်သည်စာရောစုရရဲ့အဓိပ္ပာယ်ကဝန်ထမ်းအဖြစ်ခန့်သည်ရတူရဲ့အဓိပ္ပာယ်ကအလုပ်ခန့်သည်ပြီးသွားတဲ့အချိန်လေးမှာသုံးတယ်ဆိုတော့ဤ此ဘယ်အချိန်မှာသုံးတာလဲဘိုရှုစုရကဘယ်အချိန်မှာသုံးတာလဲအလုပ်ရှာနေတဲ့အခါမှာဆိုရင်ဘိုရှုစုရသုံးတယ်စာရောစုရဆိုတာကဘယ်အချိန်မှာသုံးတာလဲလူရွေးနေတဲ့အချိန်မှာဆိုရင်စာရောစုရကိုသုံးပါတယ်ရတူဦးကဘယ်အချိန်မှာသုံးတာလဲအလုပ်စတင်ခန့်ပြီးသွားတဲ့နောက်မှာဆိုရင်ရတူဦးသုံးပါတယ် sorry အဲ့ဒီမှာဘိုရှုစုရကကုမ္ပဏီတွေမှာသုံးတာများတယ်စာရောစုရလည်းကုမ္ပဏီမှာသုံးတာများတယ်ရတူဦးကကြတော့ကုမ္ပဏီလည်းသုံးတယ်ခိုးခြင်းတဦးတယောက်ချင်းစီလည်းသုံးတယ်ပေါ့နော်လေဘောအနေနဲ့ဆိုရင်ဘိုရှုစုရကရှာရင်ကိုဘိုရှုစုရဝန်ထမ်းတွေကိုခေါ်ယူနေတယ်စာရောစုရကခတယ်ကိုစာရောစုရသူ့ကိုခန့်လိုက်တယ်ဝန်ထမ်းအဖြစ်ခန့်လိုက်တယ်ရတူဦးရဲ့လေဘုံကဝန်တန်းရှုကိုရတူကားမောင်းသူကိုခန့်လိုက်တယ်ကားမောင်းသူခန့်ထားတယ်ခန့်လိုက်တယ်နော်အဲ့လိုမျိုးပြောချင်တာပါဒီအနှစ်ချုပ်လေးကြည့်မယ်ဆိုရင်နားလည်လွယ်မယ်လို့ထင်ပါတယ်သူကကြတော့လူခေါ်နေတဲ့အချိန်ဘိုးရှုစုရလူခေါ်နေတဲ့အချိန်စာရွက်စုရဝန်ထမ်းအဖြစ်ခန့်တဲ့အချိန်ရတူကကြတော့အလုတ်ခန့်ပြီးသွားတဲ့အချိန်မှာဆိုရင်သုံးပါတယ်မြို့တုံးကိုအလွယ်ကူဆုံးမှတ်သားတဲ့နေရာတော့ဘိုရှုစုရအလုတ်ရှာနေတဲ့လူခေါ်တယ်စာရောစုရမေးမြန်းပြီးတော့လူရွေးတယ်အဲ့ဒီနောက်မှာမှရတူဦးဆိုတဲ့အလုတ်ပေးပြီးတော့လုပ်ခိုင်းတယ်ဆိုတော့အစင်လိုက်တိုင်းသွားပါတယ်အလုတ်ရှာနေတဲ့လူခေါ်တယ်ပြီးတော့မှရွေးမယ်ရွေးပြီးမှအလုပ်ပေးပြီးတော့လုပ်ခိုင်းမယ်ဆိုတော့ဘိုရှုကအရင်ဆုံးဘိုရှုပြီးရင်ဒုတိယကမေးမြန်းပြီးလူရွေးတာစာရောပြီးမှရတူကိုသုံးတာပေါ့နော်အဲ့လိုမျိုးအစင်လိုက်လေးအတိုင်းမှတ်မယ်ဆိုရင်လွယ်ကူဆုံးလို့ထင်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာထပ်တွေ့ပါမယ်တတား